ဒီနေ့ရဲ့ကမ္ဘာဖလားဆီမီဖိုင်နယ်ပွဲစဉ်အနေနဲ့ကခါသီးပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ဆရာကြီးအင်္ဂလန်အသင်းနဲ့ချန်ပီယံဟောင်းအာဂျင်တီးနားအသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲစဉ်လေးပဲဖြစ်တယ်။ဒီပွဲစဉ်ကမြန်မာစံတော်ချိန်မနက်တနာရီခွဲမှာကန့်မယ်။ဒီပွဲမှာဗော်ဒီဂျင်းအနေနဲ့အင်္ဂလန်အသင်းက level 20ပေးထားတယ်။ကိုပေါင်းစည်းအနေနဲ့2.20ဆိုပြီးတော့ဖွင့်လှစ်ထားတယ်။အဲ့တော့ဒီနှစ်သင်းကဒီဆီမီဖိုင်နယ်အဆင့်ကိုတက်ရောက်လာတဲ့ဒီထားတွေကိုကြည့်မယ်ဆိုရင်အင်္ဂလန်တင်းက32သင်းရှုံးထွက်ဆင့်မှာဒီယာကွန်ကို2-1နဲ့နိုင်တယ်အင်ရှင်မက်ဆီကိုအသင်းကိုနောက်တစ်ဆင့်မှာအင်ရှင်မက်ဆီကို2-3ဆိုတဲ့ရလဒ်နဲ့အသေးအတန်ကစားပြီးတော့တက်လာတယ်ကွာတာဖိုင်နယ်မှာနော်ဝေနဲ့တွေ့တယ်နော်ဝေအသင်းကိုမိနစ်90အတွင်းမှာ1-1တည်ကြတယ်နောက်အချိန်ပိုစက္ကန့်နဲ့အချိန်ပိုမှာဘယ်လင်ကန်ရဲ့ဖိုးတန်တွင်းကိုနဲ့အတူ 1-2 ဆိုပြီးတော့နော်ဝေအသင်းကိုနိုင်ပြီးတော့အခုဆီမီဖိုင်နယ်ကိုတက်ရောက်လာတာဖြစ်တယ်။တစ်ဖက်ကအာဂျင်တီးနားကိုကြည့်ရင်အာဂျင်တီးနားကရှုံးထွက်အဆင့်မှာ32သင်းအဆင့်မှာကိတ်ပါတီကို1-1ဆိုပြီးမိနစ်90မှာတည်ကြတယ်။ချိန်ပိုရောက်တော့မှ3-2ဆိုတဲ့ရလဒ်နဲ့ချိန်ပိုတိကစားခဲ့ရတယ်။နောက်တစ်ဆင့်မှာရှုံးထွက်16သင်းအဆင့်မှာအီဂျစ်အသင်းကို2-0နဲ့ရှုံးနေရနေပြီးတော့အဖိုးတန်ခြေပေါက်ဂိုးတွေတွင်းပြီးတော့မိနစ်90မှာ90+2 မိနစ်မှာ2-2ဖြစ်တယ်နောက်ဆုံးမှာအနိုင်ဂိုးတကိုးသွင်းနိုင်ခဲ့ပြီးတော့3-2ဆိုပြီးနောက်ကနေအသေးအတန်ကိုလိုက်ပြီးတော့ကစားခဲ့ရတယ်နောက်ဆုံးကွာတာဖိုင်နယ်အဆင့်မှာတော့ဆွစ်ဇာလန်အသင်းနဲ့တွေ့တယ်ဆွစ်ဇာလန်အသင်းကမိနစ်90မှာ1-1တည်ကြတယ်အာဂျင်တီးနားကအရင်ဆုံးဂိုးသွင်းထားတယ်ဒုတိယပိုင်းမှာဆွစ်ဇာလန်အသင်းဘက်ကနှစ်ဝါတနီနဲ့မိနစ်80ကျော်မှာသူတို့ရဲ့တိုက်စစ်မှုအထုတ်ခံရတယ်တယောက်ရှော့အနေထားနဲ့ဆွစ်ဇာလန်အသင်းကိုမိနစ်90မှာ1-1ဆိုပြီးတော့ပဲကစားနိုင်ခဲ့တယ်အချိန်ပိုတွေရောက်တယ်အချိန်ပိုတွေရောက်တော့မှ3-1ဆိုတဲ့ရလဒ်နဲ့အချိန်ပိုထိခက်ခဲကစားပြီးတော့ဒီဆီမီဖိုင်နယ်အဆင့်ကိုတက်ရောက်လာတာဖြစ်တယ်အဲ့တော့ဒီနှစ်သင်းကြားထဲမှာလည်းပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ဘက်တွေဖြစ်တာနဲ့အညီထူးခြားတဲ့မှတ်တမ်းမှတ်ရလေးတွေပြောစရာလေးတွေရှိတယ်ဒီနှစ်သင်းကြားထဲမှာစုစုပေါင်းဒီအင်္ဂလန်နဲ့အာဂျင်တီးနားအသင်းကထိပ်တိုက်တွေ့ဆုံမှုအနေနဲ့14ချိန်တွေ့ဆုံထားပြီးတော့အင်္ဂလန်က6ချိန်နိုင်အာဂျင်တီးနားက3ချိန်နိုင်နဲ့တရေစုစုပေါင်း5ချိန်ကျထားတယ်အဲ့တော့ဒီနှစ်သင်းတွေ့ဆုံမှုခဲ့တဲ့ထူးခြားတဲ့မှတ်တမ်းမှတ်ရလေးတွေဆိုရင်1986ခုနှစ်ကမ္ဘာဖလားကွာတာဖိုင်နယ်မှာအာဂျင်တီးနားအသင်းကအင်္ဂလန်ကို2-1ဆိုပြီးနိုင်ခဲ့တယ်ဒီပွဲမှာအားလုံးသိကြတဲ့အာဂျင်တီးနားအသင်းရဲ့တိုက်စစ်ဒီယေဂိုမာရာဒိုနာကခေါင်းတိုက်ပေါ်ကိုလက်နဲ့ပုတ်သွင်းပြီးတော့အင်္ဂလန်အသင်းကိုအနိုင်ရရှိခဲ့တယ်hand of the goal ဆိုပြီးတော့နာမည်ကြီးတဲ့အသင်းနာမည်ကြီးသွားခဲ့တယ်ပေါ့နော်နောက်ထပ်ပွဲစဉ်တစ်ခုက1998ခုနှစ်မှာကမ္ဘာဖလား16သင်းအဆင့်မှာအာဂျင်တီးနားနဲ့အင်္ဂလန်တို့2-2ဆိုပြီးတော့တည်ကြတယ်ဒီပွဲစဉ်မှာအက်တလက်တီကိုရဲ့နီးပြားစင်မျိုးနီကိုဒေးဗစ်ဘက်ခန်းက6နဲ့ကန်လိုက်တဲ့အတွက်အနီးကပ်ပြခံရတယ်အင်္ဂလန်နဲ့အာဂျင်တီးနားတည်ကြသွားပြီးတော့ပယ်နယ်တီအဆုံးဖြတ်နဲ့ကန်ရတယ်ပယ်နယ်တီမှာအာဂျင်တီးနားက4-3နဲ့ဆိုပြီးတော့နိုင်သွားခဲ့တယ်နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့တာကတော့2002ခုနှစ်ကမ္ဘာဖလားအုပ်စုအဆင့်ဒီပွဲစဉ်မှာဒေးဗစ်ဘက်ခန်းကပဲပယ်နယ်တီအနိုင်ပယ်နယ်တီကိုနဲ့1-0ဆိုပြီးတော့အာဂျင်တီးနားကိုအုပ်စုဆင့်ကနေပြီးတော့ထွက်ခွာစေခဲ့တယ်အဲ့တော့ဒီနှစ်သင်းကြားထဲမှာဒီလိုထိပ်တိုက်တွေ့ဆုံမှုတွေပြိုင်ဆိုင်မှုပြင်းထန်တာတွေဒီလိုမျိုးကျောင်းတော်ရန်စာလေးတွေဒီလိုမျိုးရှိခဲ့ပူတဲ့နှစ်သင်းဖြစ်တယ်တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဂိုးတွေတွင်းကြတယ်အပြန်အလှန်ဇလန်းလေးရှိကြတဲ့အသင်းနှစ်သင်းဖြစ်တဲ့အတွက်တသင်းနဲ့တသင်းကတော့ရှော့မနေဘဲနဲ့အမှန်ကန်ကိုကန်ကြမယ်ကျင်းကျင်းတန်းတန်းဖြတ်ထုတ်တာမျိုးတွေရှိနိုင်တယ် free kick တွေ penalty တွေရသွားတာမျိုးတွေဖြစ်နိုင်တယ်ပေးထားတဲ့ကြေးအနေထားရလဲbody ကြေးရတော့ level 20ဖြစ်တဲ့အတွက်ကြိုက်တဲ့အသင်းတွေကိုပို့ပြီးတော့အားသန်တဲ့ဘက်အာဂျင်တီးနားကြိုက်တဲ့လူလည်းရှိမယ်အင်္ဂလန်ကြိုက်တဲ့လူလည်းရှိမယ်ကိုအဆင်ပြေတဲ့ဘက်နေလို့ရတဲ့အနေထားမျိုးဖြစ်တယ်ဂိုးပေါင်းစည်းအနေနဲ့က2.20ဆိုတော့ဂိုးအောက်မယ်လို့ညွှန်းဆိုတဲ့အနေထားမျိုးဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကဒီပွဲမှာကဂိုးပေါင်းလေးကိုလည်းအ
ပေါ်လေးကိုသဘောကျတယ်နှစ်ဖက်လုံးမှာဒါဂိုးသွင်းနိုင်တဲ့ကစားသမားတွေများတယ်နှစ်သင်းလုံးရဲ့ခံစစ်ကလည်းတိတ်စိတ်ချရတာမရှိတဲ့အတွက်သူသွင်းကိုသွင်းကစားပွဲမျိုးဖြစ်လာတာမျိုးတွေရှိနိုင်တယ်အဝါကက်တွေအနီကက်တွေဘလူပြန်တာမျိုးတွေပက်နယ်တီပေးရတာဖရီကစ်တွေပေးရတာမျိုးတွေကနေတစ်ဆင့်ဂိုးတွေရသွားတာမျိုးဖြစ်နိုင်တယ်အဲ့တော့ဒီပွဲလေးမှာဂိုးပေါင်းအပေါ်လေးကိုလည်းသဘောကျတယ်မိနစ်60အတွင်းဆိုရင်လည်းဒါတည်ကြတဲ့ပွဲမျိုးလည်းဖြစ်လာနိုင်တယ်အနည်းဆုံးဂိုးတွေတွေ့ရတဲ့အတွက်နှစ်ဖက်သွင်းဂိုးရှိမယ်1-1လောက်ကစကြည့်ရမယ်1-1အထက်သွားမယ်လို့ခံစားရတယ်အဲ့တော့ဂိုးပေါင်းပေါ်လေးကိုသဘောကျတယ်ဘော်ဒီကတော့ဒါတကယ်ချင်းတို့ကြိုက်တဲ့အသင်းနေလို့ရတယ်ဒါlevel 20ဖြစ်တဲ့အတွက်အဆင်ပြေတဲ့အသင်းနေဆိုတဲ့အနေအထားမျိုးကိုပေးထားတယ်အဲ့တော့ဒီပွဲစဉ်မှာရောဘလို့ရလက်တွေထွက်လာမလဲဘလို့ drama တွေရှိလာပြီးတော့ penalty တွေအနီကက်တွေရောဖြစ်သွားမလားဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်မက်ဆီအနေနဲ့လည်းဒါအင်္ဂလန်အသင်းနဲ့ဒါနှစ်ဖူးတွေ့ရတဲ့ပွဲစဉ်လည်းဖြစ်တဲ့အတွက်ဒါစိတ်ဝင်စားဖို့ကောင်းမှာဖြစ်တယ်အဲ့တော့တကယ်ချင်းတို့ရောဒီပွဲစဉ်ရဲ့ရလက်ကိုဘလို့ခံမှန်းလဲအောက်က comment ထဲမှာဝင်ရောက်ဆွေးနွေးပြလို့ရပါတယ်